ပိုက်ဆောင်တစ်ချိန်မှာငါရဲ့အသက်က35နောက်45နေနေညနဲ့ကြောက်ရငါထိုင်စင်းဆောင်လမ်းမီးများရဲ့အောက်မှာငါတို့ကတွေ့ကြတယ်မနဲ့တွေ့နဲ့ခွဲရှင်းရှင်းညနေဖြစ်နေပြက်တွေမကြည့်ပြီးပေမဲ့သိချစ်ခဲ့ခြင်းတွေတခြားမှာသုံးတဲ့မှန်တယ်လို့တခြားမှာရှိတဲ့ကြောက်ရတွေတခြားမှာဖြစ်တဲ့ပြဿနာတွေခေါင်းနဲ့မပေါင်းတယ်လေတော့မမေ့တဲ့စိတ်မှာမင်းတို့ရှိနေသေးမှာကြောင်းချက်ခေါင်းလောင်ထိုးတဲ့ကြားမိတိုင်းမှာငါတို့ရဖြစ်ခဲ့တာငါတို့ပြန်ချစ်ခဲ့တာစိတ်ကိုရှာတဲ့မိတာကိုပုံမင်းသွားပြီလားမူလာတန်အလေတန်နဲ့အထက်တန်ဘဝတွေခုချိန်မှာပြန်တွေ့ရင်လို့ခုံငါလွမ်းဆုံးနေရင်ခိုင်ကရေးတဲ့တချင်ဘဝရထားသွားနေလေတကယ်ချင်းတွေကအဆက်နဲ့ ဒီဝတ်ကူမာဆုံးတွေ့ခဲ့ရစနေတို့တွေကြည့်ရှိခဲ့တာနောက်ဆုံးတော့ချေခံပြီးခွဲပါနေချင်ရစွာထောင်ရဝေးပါကျေးများနဲ့လောက်ကန်ရှိလာမဲ့ဟိုဒီခလေးဘဝလောက်ပြောကြတွေလည်းမကောင်းတော့တာအမှန်ပဲသမိန်တွေရှိခဲ့ကြတယ်တို့လမ်းတွေလျှောက်ခဲ့ကြတယ်စာကြနောက်ကြစိတ်တို့ကြတဲ့စာတွေချက်ခဲ့ကြစိတ်တော့ကြတာရှိတယ်ပြန်ချော့ခဲ့ကြဘူးတဲ့အိမ်မှာနေနေရှင်းနေပဲတယ်လီဖုန်းတွေပြောခဲ့ကြတယ်ခါလေးမှာအပေါင်းအသင်းနဲ့ကြပြစာအုပ်တွေလုပ်ကြရှင်းတွေပါတွေမောရင်နဲ့ရှိသားလေးတွေထားတယ်စောင်းမီတွေထိုးနေချိန်ကြပြပြီးခဲ့ကြတယ်ကိုရဲ့အသက်ကိုရဲ့တချင်တွေဒီတန်ပါရဲ့နှင်းတွေပြန်မြင်ရောက်ရှင်းနေငါအဲ့ရထက်မှလူသိနေကောင်းကလေးနဲ့ကောင်းကလေးကနေမြို့သားနဲ့မြို့သမီးအဖိုးကြီးနဲ့အဖွားကြီးဖြစ်တဲ့အချိန်တွေအထီးဘဝဆိုတဲ့ပြတ်ကြီးကိုငါတို့တွေစီးသွားရမှာပါပဲကဲထားလိုက်ပါတော့ဒီနေ့မှာတော့ကွာပြန်ဆုံးမှာပေါ့ချစ်တဲ့တကယ်ချင်းညာနောက်ပြီးရင်ခွဲခွာသွားငါလူဘဝဆိုလာရင်ငါတို့သင်ခန်းစာအပါဟာနေမေးကြည့်ပြီးပတ်ပြီးတစ်ပတ်လည်းပတ်နေကြငါရင်ထဲမှာတတိတရအမှတ်တရကြီးခဲ့ကြနေရတာပြန်လာလားလည်းမင်းနဲ့မှာအပြောင်းလေးတွေခံစားလက်ခံကြောက်စိတ်သားရင်ပြေးရဆိုတာမကန်တာငါတို့တွေကြောက်ကိုလေးအနေရလူတွေကွာချို့ရပူပြင်းပြီးတချို့တွေကအင်းများတဲ့ဒေသငါလည်းနေရာတက်မှာစနစ်ကြနောက်ဆုံးနှုတ်ဆက်ကြတဲ့အခါဆရာတွေကတော့ကြတယ်အချင်းချင်းပွင့်ဖက်ကြတယ်ချို့တွေကဟဲ့မင်းကငါ့ရဲ့အကောင်းဆုံးတကယ်ချင်းပါပဲမျက်ရည်တွေပါဝဲလို့စုံနေကြ